Hello အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့နော်ဂျူဂျိုဖြစ်ပါတယ်ကျွန်မကယခုလက်ရှိမြန်မာပြည်ပဲခူးတိုင်းတောင်ငူမြို့မှာနေထိုင်ပါတယ်လက်ရှိအိမ်မှာတပိုင်းတစ်နိုင်မွေးမြူရေးလုပ်ငန်းနဲ့အတူ Global Digital Business ကိုဝင်ရောက်လုပ်ကိုင်နေတဲ့ Business Owner တယောက်လေးဖြစ်ပါတယ်စိတ်ပါဝင်စားစွာနဲ့လုပ်ကိုင်ခြင်းသူများကိုလည်းကူညီလမ်းပြပေးမဲ့ Mentor တယောက်ဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်မဒီနေ့ပြောပြချင်တဲ့အကြောင်းအရာကကျွန်မတို့ရဲ့စီးပွားရေးကဘာတွေလုပ်ကိုင်ရတာလဲဘယ်လိုလူမျိုးတွေလုပ်ကိုင်လို့ရလဲကျွန်မတို့စီးပွားရေးကဘာတွေလုပ်ကိုင်ရတာလဲဆိုတော့အတိကကတော့ကြော်ညာပေးရတာဖြစ်တဲ့စီးပွားရေးရဲ့အခွင့်အလမ်းတွေကိုအကျိုးကျေးဇူးတွေအကျိုးရလဒ်တွေကို social media ပေါ်မှာကြော်ညာပေးရတာဖြစ်တယ်နောက်ပြီးတော့ဒီစီးပွားရေးကိုစိတ်ဝင်စားလို့လုပ်ကိုင်ချင်သူတွေကိုကျမတို့ကလက်တွဲပြီးကူညီလမ်းပြပေးရတာဖြစ်တယ်ဘယ်လိုလူမျိုးတွေလုပ်ကိုင်ရတာလဲဆိုတော့ဒီစီးပွားရေးကလူတိုင်းအတွက်ရည်ရွယ်ထားတဲ့စီးပွားရေးဖြစ်တယ်လူတိုင်းလုပ်ကိုင်နိုင်တဲ့စီးပွားရေးဖြစ်တယ်ဘယ်လိုလူမျိုးလဲဆိုတော့အမျိုးသမီးအမျိုးသားဇနီးမောင်နှံအိမ်နေမိခင်တွေကျောင်းသူကျောင်းသားတွေခရီးသွားဝါသနာပါတဲ့သူတွေအပိုဝင်ငွေလိုချင်တဲ့သူတွေအစသည်ဖြစ်ပေါ့အားလုံးအတွက်ပေါ့အသက်16နှစ်ပြည့်ပြီဆိုရင်လောက်ကိုင်လို့ရတဲ့စီးပွားရေးဖြစ်ပါတယ်မိနေထိုင်တဲ့နိုင်ငံကနေပြီးတော့လောက်ကိုင်ရတာဖြစ်တယ်ဒီစီးပွားရေးကနိုင်ငံတကာစီးပွားရေးဖြစ်တဲ့အတွက်ဘယ်နိုင်ငံမှာပဲနေကိုနေတဲ့နိုင်ငံမှာကိုလက်ရှိအလုပ်ကနေထွက်เสียမလို့ပဲနဲ့ဒီအချိန်ပိုင်းအလုပ်ဖြစ်တဲ့ Global Digital စီးပွားရေးကိုဝင်ရောက်ပြီးလုပ်ကိုင်လို့ရတယ်ဒီ Global Digital စီးပွားရေးကဆိုရင် Auto System ကိုအသုံးပြုထားတယ်ဒါကြောင့်ကျမတို့ကဈေးရောင်းဈေးဝယ်လုပ်เสียမလို့ပဲနဲ့ကျမတို့လုပ်ပေးရမယ့်အပိုင်းက10%သာလုပ်ပေးရတာဖြစ်တယ်ကျန်တဲ့90%ကို System ကကျမတို့ရဲ့အနောက်မှာကူညီပေးတာဖြစ်တယ်ဒါကြောင့်ကျမတို့ကတတာနဲ့ဘယ်နေရာကနေမဆိုအလွယ်တကူလုပ်ကိုင်လို့ရတာဖြစ်တယ်မိမိမှာဖုန်းတက်ဘလက်သို့မဟုတ် laptop ရှိရင်အင်တာနက်ရှိရဆိုရင်ဘယ်နေရာဒေသကနေမဆိုနိုင်ငံတကာစီးပွားရေးဈေးကွက်စီးပွားရေးကိုလုပ်ကိုင်လို့ရတာဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေတို့ကစိတ်ဝင်စားလဲဆိုရင်ကျမရဲ့ website မှာwww.jujujo.com မှာဝင်ရောက်ပြီးအခမဲ့လေ့လာနိုင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်